ကဲဒီနေ့ကတော့ Ukraine ရှေ့တန်း Battlefield Base Camp တစ်ခုပြမယ်ပေါ့နော်ပထမဆုံးဒီမှာ Ukraine အလံလေးပါပြီးကြလို့ရှိရင်ဒီမှာလေဝပြန်နဲ့ drone လေးတွေပါမယ်ပြီးကြလို့ရှိရင်ဟိုမှာM7 3 howitzer ပါမယ်ပြီးကြရင်ဒီမှာသိန်းငှက်ကြီးပေါ့နော်သိန်းငှက်ကြီးတော့ထားကြပါတယ်ပြီးကြတော့ Ukraine စစ်သားတွေကိုပြပါမယ် Ukraine စစ်သားတွေက tape yellow tape တွေ blue tape တွေအဲ့ဒါတွေကတော့ custom လောက်ထားတာပေါ့နော်ပထမဆုံးဒီမှာ drone မောင်းနေတဲ့ကောင်လေးပါ drone မောင်းနေတဲ့ကောင်လေးပြကြလို့ချင်းရင်ဆက်သွယ်ရေးမြောင် group ချင်းနေတဲ့မှာလည်းarmy တွေအများကြီးရှိပါတယ်ပထမဆုံး Ukraine စစ်သားလေးကိုပြမယ်ပေါ့နော်ဒီကောင်တော့ tape အပြာနဲ့ကောင်လေးပါဘေးနားမှာလည်း Ukraine flash ပါပါတယ်မိုက်တယ်ပေါ့နော်အပေါ်အယောင်လေးတွေကတော့ကျွန်တော် custom ပြန်လုပ်ထားတာပါကိုယ့်ဘာသာကိုစိုးထားတာပေါ့နော်ဒါတော့သေချာလေးစစ်မြေပြင်ပုံစံလေးရိုက်ပြတာပါတော်မိုက်ပါတယ်အပြင်မှာဆိုရင်တော့ပို့ပြီးတော့ထားကြတာပေါ့နော်ထင်းရှူးပင်လေးတွေတပင်ဆက်ရတယ်လည်းအကြာကြီးပါပဲပြီးကြတော့ဒီမှာ M7 3 howitzer ကိုပြပါမယ်ဘေးနာအမြောက်ပြစ်တဲ့ကောင်ရင် command ပေးတဲ့ကောင်ရင်ချိန်တဲ့ကောင်ရင်အဲ့လိုမျိုးအများကြီးရှိတယ်ပေါ့နော်ဒီဘန်ကာလေးကိုဖွင့်ပြပါမယ်ပြီးကြရင်ဒီဘန်ကာလေးထဲမှာလည်းနည်းနည်း office ပုံစံမျိုးလေးရှိပါတယ်ပြီးကြရင်ဟိုမှာဆက်သွယ်ရေးတက်သားလေးရှိပါတယ်ဆက်သွယ်ရေးတက်သားမှာနောက်ပြီးတော့ဒီမှာဘန်ကာလေးတစ်ခုရှိတယ်ပေါ့နော်အပေါ်ကတာယာကွင်းတွေအပေါ်မှာတာယာကွင်းတွေတင်ထားပါတယ်ဘန်ကာလေးတစ်ခုရှိပါတယ်စကန်ကတော့ထက်ချဲဖို့ရှိတယ်ပေါ့နော်လောလောဆယ်ဒီကောင်ကတော့ pieces အများကြီးပဲအများကြီးကုန်ပါတယ် pieces အများကြီးကုန်ပါတယ်အပေါ်စီးကနေပြတာပါပြီးကြရင်ဒီမှာ javelin rocket ကင်ထားတဲ့ကောင်လေးကိုပြပါမယ်ဒါတော့ javelin rocket နဲ့ကောင်လေးပါဒီကောင်လေးရဲ့တိတ်အပြာတွေအဝါတွေကလည်းဒါ custom ပဲပေါ့နော်နောက်ပြီးတော့ဒီမှာ drone လွှတ်နေတဲ့ကောင်လေးရှိပါတယ်အသေးစိတ်ပြရလို့ရှိရင်ဒီမှာBR plane လေးရှိရပေါ့နော်corona BR plane မှာcorona BR plane လေးပေါ့နော်လက်သေးကုန်တော့ပဲရှိပါတယ်တော်ထားကြပါတယ်ကဲပြရလို့ရှိရင်ဒီမှာ drone လေးရှိပါတယ် drone လေးကိုတခြားရိုက်ပြတာပါ drone လွှတ်နေတဲ့ကောင်လေးလည်းရှိပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်